ဟာငါကတော့တက်မဖြစ်ဘူးဒီလုပ်ငန်းမှာပြင်ငါကတော့နေရာမရပါဘူးဆိုဝမ်းမနေပါနဲ့တဲ့မျိုးမျိုးရှိတယ်ယုံလားဒီလိုကွေးကွေးလေးကိုလည်းဘလို့အတန်ထွက်တော့တာဝန်ပွေးစာတတ်ကြလဲကွေးကွေးလေးတက်မဖြစ်ရင်တာဝန်ပွေးစာတတ်တက်ဖြစ်အောင်လုပ်မှာပေါ့တာဝန်ပွေးစာတတ်တက်မဖြစ်ရင်လေ ONE ရလဲတက်ပဲလေဒီလိုအချောင်းလေးရလဲအိုင်ပုံစံလေးရလဲတရုတ်လိုအနှုတ်လက္ခဏာလေးရလဲတစ်ပဲလေမလို့တစ်တယ်အများကြီးပဲခမရဆရာဝန်မဖြစ်ရလို့ဝမ်းမနှဲပါနဲ့တခြားနေရာမှာတစ်ဖြစ်နိုင်တယ်လေတစ်ဖြစ်ခွင့်ရှိတယ် positive brand ဖြစ်ခွင့်ရှိတယ်ဒီနေရာမှာမဖြစ်ရင်ကျန်တဲ့နေရာဖြစ်အောင်ကြိုးစားမှာပေါ့ဒါကြောင့်မလို့ခေါင်းစဉ်က branded life ကျွန်တော်တို့စံချိန်မီတဲ့ဘဝဖြစ်အောင်ကြိုးစားကြဖို့လိုတယ်လူဖြစ်တော့ကဲနေကုန်းကြုံလေးပြောပြရစီစာဖတ်တဲ့နဲ့